မီဂါစီးတီးတစ်မျိုးလုံးမှာပျက်စီးဆုံးရှုံးမှုတွေအကြီးအကျယ်ထစ်နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။ဒေါက်တာသောမတ်လိုက်ကတော့သူ့ရဲ့စိတ်ရုပ်တွေဟာဝိုင်လီရဲ့စိတ်ရုပ်တွေကိုမတားဆီးနိုင်ခဲ့တာကြောင့်အရန်ကိုစိတ်ပြက်နေတာပါပဲ။ဝိုင်လီကမီတယ်လမန်ကိုသူ့ဘက်ပါအောင်လုပ်လိုက်တာကြောင့်ဒေါက်တာဟာနောက်ဆုံးနီးလန်းအနေနဲ့အမှတ်6 gate basics ကိုဖွင့်ပြီးဘုံမန်းကိုအသုံးပြုဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒေါက်တာကဘုံမန်းကိုဝိုင်လီရဲ့ကူးဆက်တဲ့အချက်ပြမှုတွေမဝင်နိုင်အောင်အကာအကွယ်တွေနဲ့ပြင်ဆင်ပေးနေတာပါ။ Rock ကတော့သူ့ကိုယ်တိုင်အပြင်ထွက်ပြီးတိုက်ခိုက်ခြင်းပေမဲ့ဒေါက်တာကတော့သူ့ရဲ့အသက်ကိုအဆုံးရှုံးမခံနိုင်တာကြောင့်တခွဲကန်းထဲမှာပဲကူညီဖို့တားဆီးနေတာပေါ့။ဒေါက်တာက Rock မူအန်ဒီရဲ့ရှိတဲ့အပြင်လောကစီလုံးဝမလွတ်ချင်ပဲတခွဲကန်းထဲမှာပဲဘေးကင်းအောင်ထားချင်နေတာမှာပဲ။အဲ့ဒီအချိန်မှာပဲမထင်မှတ်ပဲဝိုင်လီရဲ့စိတ်ရုပ်တရုပ်ကအမောင်ထဲကနေရုပ်တရက်ခုန်ထွန်းလာပြီးဒေါက်တာတို့ပြင်ဆင်ထားတဲ့ဘုံမန်းကိုတိုက်ခိုက်ပြီးချက်ချင်းပဲထိန်းချုပ်လိုက်တာပါပဲ။ထိန်းချုပ်ခံလိုက်ရတဲ့ဘုံမန်းဟာဒေါက်တာလိုက်နဲ့ Rock ကိုရန်သူလိုမျိုးပြန်လဲတိုက်ခိုက်လာပြီးအပြင်းအထန်တိုက်ခိုက်ကြရင်းနဲ့နောက်ဆုံးမှာတော့ဘုံမန်းဟာလုံးဝပျက်စီးသွားခဲ့ရပါတယ်။ဘုံမန်းပျက်စီးသွားလာနဲ့ဝိုင်လီရဲ့ရန်သူစိတ်ရုပ်ကပြန်ပေါ်လာပြီးအခုတခါမှာတော့ Rock ကိုပါထိန်းချုပ်ဖို့ထပ်ပြီးကြိုးစားလာတာပါ။ဒါပြီးနဲ့ Rock ကအရှုံးမပြီးပဲအဲ့ဒီစိတ်ရုပ်ကိုရဲရဲဝံ့ဝံ့နဲ့ပြန်လဲတိုက်ခိုက်လိုက်တာကြောင့်ဒေါက်တာလိုက်ဟာဘေးကနေပြီးတော့ Rock အမြန်ပြီးလို့စိုးရင်တကြီးအော်ပြောနေတာပေါ့။ Rock ကဒေါက်တာဟိုကာကွယ်ဖို့အတွက်ပြင်းပြင်းထန်ထန်ပြန်လဲတိုက်ခိုက်ခဲ့ပြီးရန်သူစိတ်ရုပ်ကိုအောင်မြင်စွာအနိုင်ယူလိုက်ပါတယ်။ဒါပေမဲ့တိုက်ပွဲကြောင့် Rock ဟာဒဏ်ရာတွေနဲ့လဲကျသွားခဲ့ရပါတယ်။ဒေါက်တာလိုက်ကလဲကျနေတဲ့ Rock ကိုပွက်ချီပြီးမင်းလွတ်ခဲ့တာတွေကတကယ်ကိုအံ့ဩစရာကောင်းပါတယ်လို့ချီးကျူးလိုက်ပြီး Rock ဟာတကယ်တော့သူရဲကောင်းတစ်ယောက်ဖြစ်လာဖို့အတွက်ကိုပဲမွေးဖွားလာတာပါလို့ဂုဏ်ယူစွာနဲ့ပြောလိုက်ပါတယ်။ဇက်လိုင်းရဲ့အဆုံးသတ်မှာတော့ဒေါက်တာဟာ Rock ကိုအနာဂတ်ရန်သူတွေကိုကာကွယ်နိုင်ဖို့အတွက်ပူမိုအစွမ်းထက်အောင်အဆင့်မြင့်တင်မှုတွေ upgrade တွေပြုလုပ်ပေးလိုက်ပါတော့တယ်လေ